နင်တို့တစ်နေ့တစ်မျိုးမရိုးရအောင်နော်ဟမ်ဒီမှာရီးစားစာပေးပြန်ပြီးဘဒူတော့သမီးချူ တီးဦးဆရာမမုံနဲ့စာနဲ့သမီးစပွဲပေါ်ရောက်နေ မုံရောပါသေးတာကောင်းမွန်ပဲကိတ်တတော်ကိုစေတနာတရားကောင်းမွန်တယ်နော်ကောင်းမွန်ပဲကိတ်လို့ပဲဖတ်ပြအောင်ပါတတ်တိုင်းသားသမီးတော့ဗါတဲ့ဖတ်ပြအောင်မမလေးကြပြလက်စွမ်းနေပြထားတာမြန်မာစာရေးစွမ်းအဖြစ်ကမရှိဘူးငှက်ကလေးတွေကတင်းမဆိုပန်းလေးတွေကငိုလမ်းလေးတွေကအိုလမ်းဘာကိစ္စအိုရတော့အနမ်းလေးတွေကညိုကောင်းကင်ကြီးပြိုမှာချူးကိုမေ့မယ်မကြီးနဲ့ချူးကိုတစ်ဖက်သက်ဆွဲလန်းရတဲ့အမည်မသိကောင်ကလေးချူးကြိုက်တဲ့ပဲကိတ်တဲ့အမလေးပဲကိတ်နေပါဦးဒီကောင်ကပဲကိတ်တွေဒီလောက်ပေးနေတယ်နင်တို့ကပဲကိတ်ကြိုက်တာလားဟလား သမီးတို့မုံစားကြောင်းစင်းဝယ်စားနေကြမလို့ဆရာမ သမီးတို့အမြဲတမ်းစားတဲ့ကိတ်ဆရာမ အော်အဲ့လိုအလိုက်တီးတာမှတ်ထားတာစားရတာအဲ့လောက်မှတ်ရနော်နင်တို့တွေ ဆရာမ ဟဲ့ သမီးတို့လည်းစာနဲ့ကောင်းမွန်ပဲကိတ်နဲ့ပေးထားသေးရဲ့ဆရာမ နေပါဦးညီကဘာကိစ္စအစကတည်းကမတိုင်တာတော့ ပဲကိတ်လေးစားကြလို့စာတော့မလို့ချင်ဘူးဆရာမ တော်တော်ဆိုးနေပြီဟဲ့ပဲကိတ်ကလေးကအစင်လာမပြတ်ကျွေးတယ်ဟဟလားဆရာမတောင်ကြိုက်လာပြီပဲကိတ်စားရဲနဲ့စားမယ်နော်ဟုတ်စားမယ်နော်တဲ့ဆရာမ ဖတ်ပြအောင်မတပြားလေးဖတ်ပြမှာစားဖတ်ပြအောင်မလက်ပြလေးတွေကပြန်တယ်မြည်ရည်စီးတာတန်းတယ်မလေးသူပြောမှမြင်းပြေးတာကမြန်တယ်မတဲ့တာစားရင်အန်တယ်မကြီးနဲ့ဈေးဝယ်ရတာတန်းတယ်ရောင်းကြတဲ့နန်းတယ်အမလေးပညာတွေရတယ်နော်ဘောလုံးသမားကန်တယ်ဘုတ်ကိုချစ်တော့ရင်ခံတယ်အမလေးဟဲ့ဘုတ်ကြိုက်တဲ့ကောင်းမွန်ပဲကိတ်လေးမနှက်ဖြန်ကြနင်တို့ထက်မိအောင်ဖမ်းပြမယ်